တရုတ်နိုင်ငံရဲ့ရှေးဟောင်းပစ္စည်းလေလံပွဲတစ်ခုမှာလေလံဆွဲသူတွေအားလုံးစိတ်လှုပ်ရှားနေကြပါတယ်။လေလံတင်သူကသူ့လက်ထဲကပစ္စည်းလေးတစ်ခုကိုပြလိုက်တဲ့အခါအလင်းရောင်တွေမိန်သွားပြီးအဲ့ဒီပစ္စည်းလေးကအစိမ်းရောင်အလင်းတန်းတွေထွက်ပေါ်လာပါတယ်။အဲ့ဒီပစ္စည်းကတော့ဒဏ္ဍာရီလာညအလင်းရောင်ပုတ်လဲဖြစ်ပြီးလူတိုင်းအံ့အားသင့်သွားကြပါတယ်။ဒီပလဲကတကယ်ပဲအလင်းရောင်ဖြာထွက်လာတာကိုမြင်လိုက်ရတဲ့အခါလေလံပွဲတက်ရောက်လာသူတွေအားလုံးအံ့ဩသွားကြပါတယ်။ဒါဟာတကယ်ကိုရှားပါးတဲ့ယတနာတစ်ခုဖြစ်ပြီးလူတိုင်းကမျက်တောင်မခတ်ပဲငေးမောနေကြပါတယ်။လေလံတင်သူကတော့ဒီပလဲဟာဟန်မင်းဆက်ခေတ်ကလေးကကြံရိတ်ခဲ့တဲ့တကယ်ယတနာဖြစ်ကြောင်းကြွားဝါလိုက်ပါတယ်။လေလံပွဲမှာတက်ရောက်လာတဲ့အမျိုးသမီးငယ်တစ်ယောက်ကတော့ဒီပလဲကိုကြည့်ပြီးအေးဆေးတည်ငြိမ်နေပါတယ်။သူမကတော့လင်းရှောင်ဖြစ်ပြီးသူမရဲ့အမြင်ကတော့တခြားသူတွေနဲ့မတူပါဘူး။လေလံပွဲမှာတက်ရောက်လာတဲ့အမျိုးသားတစ်ယောက်ကတော့သူမကိုအထင်သေးတဲ့ပုံစံနဲ့ကြည့်နေပါတယ်။နောက်ပိုင်းမှာတော့လေလံပွဲမှာတက်ရောက်လာတဲ့အမျိုးသားတစ်ယောက်ကလင်းရှောင်စီလာပြီးတောင်းပန်စကားဆိုပါတယ်။သူကတော့လင်းရှောင်ကိုအထင်သေးခဲ့မိတဲ့အတွက်နောင်တရနေတာပါ။လင်းရှောင်ကတော့သူ့ကိုခွင့်လွှတ်ပေးလိုက်ပါတယ်။လေလံပွဲကတော့ဆက်လက်ပြီးတက်ကြွစွာနဲ့ဆက်သွားနေပါတယ်။လေလံတင်သူကတော့နောက်ထပ်ပစ္စည်းတစ်ခုကိုလေလံတင်လိုက်ပါတယ်။အဲ့ဒီပစ္စည်းကတော့စုံမင်းဆက်ခေတ်ကပကံလုံးလေးတစ်ခုပါ။လေလံပွဲမှာတက်ရောက်လာတဲ့သူတွေကတော့ပကံလုံးလေးကိုလေလံဆွဲဖို့အပြိုင်ဆိုင်ဖြစ်နေကြပါတယ်။နောက်ဆုံးမှာတော့လေလံပွဲကအောင်မြင်စွာနဲ့ပြီးဆုံးသွားပါတယ်။လင်းရှောင်ကတော့ဒီလေလံပွဲမှာအောင်မြင်မှုတွေရရှိခဲ့ပါတယ်။လေလံပွဲအပြီးမှာတော့လင်းရှောင်စီကိုလေလံပွဲစီစဉ်သူတွေကလာရောက်ပြီးနှုတ်ဆက်ပါတယ်။သူတို့ကတော့လင်းရှောင်ရဲ့အောင်မြင်မှုကိုဂုဏ်ပြုနေကြပါတယ်။လင်းရှောင်ကတော့သူတို့ရဲ့စကားတွေကိုပြုံးပြပြီးနားထောင်နေပါတယ်။လင်းရှောင်ရဲ့ဖုန်းထဲကိုတော့ငွေကြေးတွေအများကြီးဝင်လာတဲ့အကြောင်း message ရောက်လာပါတယ်။သူမကတော့ဒီပစ္စည်းတွေကိုရောင်းချပြီးအများကြီးအမြတ်ရရှိခဲ့တာပါ။သူမကတော့ဒီအောင်မြင်မှုအတွက်ဝမ်းသာနေပါတယ်။နောက်ပိုင်းမှာတော့ပြတိုက်မှုစူဝမ်ဘိုကလင်းရှောင်စီကိုလာရောက်ပြီးနှုတ်ဆက်ပါတယ်။သူကတော့လင်းရှောင်ကိုလာမယ့်အပတ်မှာကျင်းပမယ့်ရှေးဟောင်းပစ္စည်းဆိုင်ရာညီလာခံကိုတက်ရောက်ဖို့ဖိတ်ကြားပါတယ်။လင်းရှောင်ကတော့ဒီဖိတ်ကြားမှုကိုဝမ်းမြောက်စွာနဲ့လက်ခံလိုက်ပါတယ်။ညီလာခံမှာတော့လင်းရှောင်ကိုအထင်သေးတဲ့အမျိုးသားတစ်ယောက်ကသူမကိုစိန်ခေါ်ပါတယ်။သူကတော့လင်းရှောင်ရဲ့အရေးချင်းကိုမယုံကြည်တာပါ။လင်းရှောင်ကတော့သူ့ရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။ညီလာခံမှာတော့လင်းရှောင်ကသူ့ရဲ့အမြင်တွေကိုရှင်းပြပါတယ်။သူမကတော့ရှေးဟောင်းပစ္စည်းတွေကိုကြည့်တဲ့အခါအရေးကြီးဆုံးကတော့နှလုံးသားနဲ့ခံစားဖို့ဖြစ်ကြောင်းပြောပြပါတယ်။လင်းရှောင်ရဲ့စကားတွေကိုကြားတဲ့အခါစိန်ခေါ်တဲ့အမျိုးသားကတော့သူမကိုလှောင်ပြောင်ပါတယ်။သူကတော့ရှေးဟောင်းပစ္စည်းတွေကိုကြည့်တဲ့အခါသိပ္ပံနည်းကျကြည့်ဖို့လိုအပ်ကြောင်းပြောပါတယ်။လင်းရှောင်ကတော့သူ့ရဲ့စိန်ခေါ်မှုကိုလက်ခံပြီးပစ္စည်းတွေကိုစစ်ဆေးဖို့ပြင်ဆင်ပါတယ်။သူတို့နှစ်ယောက်လုံးကတော့ပစ္စည်းတွေကိုစစ်ဆေးဖို့အပြိုင်ဆိုင်ဖြစ်နေကြပါတယ်။နောက်ဆုံးမှာတော့လင်းရှောင်ကပစ္စည်းတွေကိုစစ်ဆေးပြီးအပြေထုတ်လိုက်ပါတယ်။သူမကတော့အဲ့ဒီပစ္စည်းတွေထဲမှာဘယ်ဟာကအစ်စ်ဘယ်ဟာကအတုဆိုတာကိုအတိအကျပြောပြလိုက်ပါတယ်။လင်းရှောင်ရဲ့အဖြေတွေကိုကြားတဲ့အခါအားလုံးကအံ့ဩသွားကြပါတယ်။သူမကတော့တကယ်ကိုအရေးချင်းရှိတဲ့သူတစ်ယောက်ဖြစ်ကြောင်းသက်သေပြလိုက်ပါတယ်။လင်းရှောင်ရဲ့စကားကိုကြားတဲ့အခါပရိသတ်တွေကြားမှာတော့တီတိုးစကားတန်တွေထွက်ပေါ်လာပါတယ်။သူမကတော့အဲ့ဒီပစ္စည်းတွေရဲ့အမှန်တရားကိုဖော်ထုတ်ဖို့အတွက်အချိန်မဆွဲတော့ဘဲတိုက်ရိုက်ပဲစစ်ဆေးဖို့ပြင်ဆင်လိုက်ပါတယ်။ပြတိုက်မှုစူဝမ်ဘိုကတော့လင်းရှောင်ရဲ့ယုံကြည်မှုရှိတဲ့အပြုအမူကိုကြည့်ပြီးအံ့ဩနေပါတယ်။သူကတော့ဒီပစ္စည်းတွေကိုအရင်ကကျွမ်းကျင်သူတွေစစ်ဆေးခဲ့တုန်းကအစ်စ်လို့သတ်မှတ်ထားခဲ့တာမို့လင်းရှောင်ရဲ့စကားကိုအနှဲငယ်တန်တရားဝင်နေပုံပါပဲ။လင်းရှောင်ကတော့သူမရဲ့ဆုံးဖြတ်ချက်ကိုပြက်ပြက်တသားပြောလိုက်ပါတယ်။သူမရဲ့မျက်လုံးတွေကတော့ပစ္စည်းတွေကိုစူးစိုက်ကြည့်နေပြီးဘာကိုမှဖုံးကွယ်ထားလို့မရတော့မယ့်ပုံပါပဲ။ဇန်ဖုန်းကတော့လင်းရှောင်ရဲ့စကားကိုလှောင်ပြောင်နေသေးပါ။သူကတော့ဒီပစ္စည်းတွေကတကယ်ကိုအဖိုးတန်တဲ့ရှေးဟောင်းပစ္စည်းတွေဖြစ်ကြောင်းအခိုင်အမာပြောဆိုနေပြီးလင်းရှောင်ကိုအဆက်ခွဲဖို့ကြိုးစားနေပါတယ်။လင်းရှောင်ကတော့သူမရဲ့အဖြေကိုပရိသတ်တွေရှေ့မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။သူမကတော့အဲ့ဒီပစ္စည်းတွေထဲမှာဘယ်ဟာကအစ်စ်ဘယ်ဟာကအတုဆိုတာကိုအသေးစိတ်ရှင်းပြလိုက်တဲ့အခါပရိသတ်တွေအားလုံးတိတ်ဆိတ်သွားကြပါတယ်။ပွဲတော်တစ်ခုမှာရှေးဟောင်းပစ္စည်းတွေကိုစစ်ဆေးနေတဲ့အချိန်မှာပဲအားလုံးကိုအံ့အားသင့်သွားစေမဲ့အမှန်တရားတစ်ခုပေါ်ပေါက်လာပါတော့တယ်။ကျွမ်းကျင်သူတွေကရှေးဟောင်းပစ္စည်းတွေကိုစစ်ဆေးနေကြပါတယ်။အထူးသဖြင့်ကြေးကွက်နဲ့ပကံပြားလေးတွေကိုပေါ့။သူတို့ကပစ္စည်းတစ်ခုချင်းစီရဲ့အယောင်ပုံသဏ္ဍာန်နဲ့အကြောင်းတွေကိုအသေးစိတ်ကြည့်ရှုပြီးစစ်မှန်ကြောင်းအတည်ပြုနေကြတာပါ။အားလုံးကပစ္စည်းတွေအားလုံးစစ်မှန်တယ်လို့တညီတညွတ်ထဲပြောနေကြပေမဲ့လင်းလို့ခေါ်တဲ့အမျိုးသမီးငယ်တစ်ယောက်ကတော့တစ်ခုခုကိုတန်တရားဝင်နေပုံပါပဲ။နောက်ဆုံးပစ္စည်းဖြစ်တဲ့ရှေးဟောင်းကြေးကွက်ကိုစစ်ဆေးတဲ့အခါမှာတော့လင်းကဒီပစ္စည်းဟာအစ်စ်မဟုတ်ပဲမင်းကိုခစ်ကပြုတ်လုပ်ထားတဲ့အတုအယောင်သာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒီစကားကြောင့်ပွဲတစ်ခုလုံးတိတ်ဆိတ်သွားပြီးကျွမ်းကျင်သူတွေကြားမှာအငင်းပွားမှုတွေဖြစ်လာပါတော့တယ်။လင်းကသူမရဲ့အမြင်ကိုတက်တည်ပြဖို့အတွက်ကြေးကွက်ရဲ့အတွင်းပိုင်းကိုအားလုံးကိုပြသလိုက်ပါတယ်။အဲ့ဒီမှာပဲခွက်ရဲ့အတွင်းပိုင်းမှာခင်မီကရိယာတွေနဲ့ထွန်းထူထားတဲ့အမှတ်သားတွေနဲ့အပိုင်းအစတွေကိုဆက်ထားတဲ့အရာတွေကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအခါမှာပဲကျွမ်းကျင်သူတွေလည်းသူတို့ရဲ့အမှားကိုသိရှိသွားပြီးလင်းရဲ့အမြင်ကိုလက်ခံလိုက်ရပါတော့တယ်။လင်းရဲ့ထက်မြက်တဲ့အမြင်နဲ့ရဲရဲမှုကြောင့်အတုအယောင်ပစ္စည်းတွေကိုအစ်စ်ဖြစ်တတ်မှတ်မိတော့မဲ့အမှားကြီးကိုကာကွယ်နိုင်ခဲ့ပါတယ်။ဒီဖြစ်ရကြောင့်လင်းဟာလူတိုင်းရဲ့လေးစားမှုကိုရရှိသွားပြီးသူမရဲ့ကျွမ်းကျင်မှုကိုဘယ်သူမှမငြင်းဆန်နိုင်တော့ပါဘူး။နောက်တစ်နေ့မှာတော့လင်းဟာရှေးဟောင်းပစ္စည်းတွေရောင်းချတဲ့ဈေးတစ်ခုကိုရောက်ရှိလာပါတယ်။အဲ့ဒီမှာသူမဟာအလွန်ထူးခြားတဲ့စွမ်းရည်တစ်ခုကိုခန်းစားမိတဲ့ကြေးကောင်းလောင်းလေးတစ်ခုကိုတွေ့ရှိသွားပါတယ်။သူမဟာအဲ့ဒီခေါင်းလောင်းလေးကိုဈေးညီပြီးဝယ်ယူလိုက်ပါတယ်။ပြီးတဲ့နောက်သူမဟာသူမရဲ့ဆရာဖြစ်သူစီကိုတွားရောက်ပြီးအဲ့ဒီခေါင်းလောင်းလေးကိုစစ်ဆေးခိုင်းပါတယ်။ဆရာဖြစ်သူနဲ့အခြားကျွမ်းကျင်သူတွေကခေါင်းလောင်းလေးကိုစစ်ဆေးတဲ့အခါမှာတော့အဲ့ဒီခေါင်းလောင်းလေးဟာအလွန်ထူးခြားတဲ့အမှတ်သားတွေပါဝင်နေတာကိုတွေ့ရှိသွားပါတယ်
သူတို့ဟာခေါင်းလောင်းပေါ်ကအညှိတွေကိုဖယ်ရှားလိုက်တဲ့အခါမှာတော့အရင်ကဘယ်သူမှမမြင်ဘူးတဲ့ထူးခြားတဲ့အမှတ်အသားတွေကိုတွေ့ရှိသွားပြီးအံ့အားသင့်သွားကြပါတော့တယ်။ပွဲတော်တစ်ခုမှာရှေးဟောင်းပစ္စည်းတွေကိုစစ်ဆေးနေတဲ့အချိန်မှာပဲအားလုံးကိုအံ့အားသင့်သွားစေမဲ့အမှန်တရားတစ်ခုပေါ်ပေါက်လာပါတော့တယ်။ကျွမ်းကျင်သူတွေကရှေးဟောင်းပစ္စည်းတွေကိုစစ်ဆေးနေကြပါတယ်။အထူးသဖြင့်ကြေးခွက်နဲ့ပကံပြားလေးတွေကိုပေါ့။သူတို့ကပစ္စည်းတစ်ခုချင်းစီရဲ့အယောင်ပုံသဏ္ဍာန်နဲ့အကြောင်းတွေကိုအသေးစိတ်ကြည့်ရှုပြီးစစ်မှန်ကြောင်းအတည်ပြုနေကြတာပါ။အားလုံးကပစ္စည်းတွေအားလုံးစစ်မှန်တယ်လို့တညီတညွတ်ထဲပြောနေကြပေမဲ့လင်းလို့ခေါ်တဲ့အမျိုးသမီးငယ်တစ်ယောက်ကတော့တခုခုကိုတန်တရားဝင်နေပုံပါပဲနောက်ဆုံးပစ္စည်းဖြစ်တဲ့ရှေးဟောင်းကြေးကွက်ကိုစစ်ဆေးတဲ့အခါမှာတော့လင်းကဒီပစ္စည်းဟာအစ်စ်မဟုတ်ပဲမင်းကိုခစ်ကပြုလုပ်ထားတဲ့အတူအယောင်သာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်ဒီစကားကြောင့်ပွဲတစ်ခုလုံးတိတ်ဆိတ်သွားပြီးကျွမ်းကျင်သူတွေကြားမှာအငင်းပွားမှုတွေဖြစ်လာပါတော့တယ်လင်းကသူမရဲ့အမြင်ကိုတက်တည်ပြဖို့အတွက်ကြေးကွက်ရဲ့အတွင်းပိုင်းကိုအားလုံးကိုပြသလိုက်ပါတယ်အဲ့ဒီမှာပဲခွက်ရဲ့အတွင်းပိုင်းမှာခင်မီကရိယာတွေနဲ့ထွန်းထူထားတဲ့အမှတ်သားတွေနဲ့အပိုင်းအစတွေကိုဆက်ထားတဲ့အရာတွေကိုတွေ့လိုက်ရပါတယ်အဲ့ဒီအခါမှာပဲကျွမ်းကျင်သူတွေလည်းသူတို့ရဲ့အမှားကိုသိရှိသွားပြီးလင်းရဲ့အမြင်ကိုလက်ခံလိုက်ရပါတော့တယ်လင်းရဲ့ထက်မြက်တဲ့အမြင်နဲ့ရဲရဲမှုကြောင့်အတူအယောင်ပစ္စည်းတွေကိုအစစ်အဖြစ်တတ်မှတ်မိတော့မဲ့အမှားကြီးကိုကာကွယ်နိုင်ခဲ့ပါတယ်ဒီဖြစ်ရပ်ကြောင့်လင်းဟာလူတိုင်းရဲ့လေးစားမှုကိုရရှိသွားပြီးသူမရဲ့ကျွမ်းကျင်မှုကိုဘယ်သူမှမငြင်းဆန်နိုင်တော့ပါဘူးနောက်တစ်နေ့မှာတော့လင်းဟာရှေးဟောင်းပစ္စည်းတွေရောင်းချတဲ့ဈေးတစ်ခုကိုရောက်ရှိလာပါတယ်အဲ့ဒီမှာသူမဟာအလွန်ထူးခြားတဲ့စွမ်းရည်တစ်ခုကိုခန်းစားမိတဲ့ကြေးကောင်းလောင်းလေးတစ်ခုကိုတွေ့ရှိသွားပါတယ်သူမဟာအဲ့ဒီခေါင်းလောင်းလေးကိုဈေးညီပြီးဝယ်ယူလိုက်ပါတယ်ပြီးတဲ့နောက်သူမဟာသူမရဲ့ဆရာဖြစ်သူစီကိုတွားရောက်ပြီးအဲ့ဒီခေါင်းလောင်းလေးကိုစစ်ဆေးခိုင်းပါတယ်ဆရာဖြစ်သူနဲ့အခြားကျွမ်းကျင်သူတွေကခေါင်းလောင်းလေးကိုစစ်ဆေးတဲ့အခါမှာတော့အဲ့ဒီခေါင်းလောင်းလေးဟာအလွန်ထူးခြားတဲ့အမှတ်သားတွေပါဝင်နေတာကိုတွေ့ရှိသွားပါတယ်သူတို့ဟာခေါင်းလောင်းပေါ်ကအညှိတွေကိုဖယ်ရှားလိုက်တဲ့အခါမှာတော့အရင်ကဘယ်သူမှမမြင်ဘူးတဲ့ထူးခြားတဲ့အမှတ်သားတွေကိုတွေ့ရှိသွားပြီးအံ့အားသင့်သွားကြပါတော့တယ်